video မှာတော့ကျွန်တော်ဒီ product stock ထည့်တာကိုပြောပြပေးသွားမှာဖြစ်ပါတယ် product stock ထည့်တာမှာကျွန်တော်အရင်ဆုံး product ကို create လုပ်ထားမှာဖြစ်ပါတယ် product create လုပ်ထားမယ် product ကို create လုပ်ရင်လည်း tag ထည့်လို့မရပါဘူးသူက product ရှိပြီးသားဖြစ်မှသာထည့်လို့ရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်ဒီ code ကို product ကနေပြီးတော့ဝင်ထည့်မယ်ပေါ့နော်ဒီမှာ inventory control ဆိုတာရှိတယ်လက်ရှိကျန်တာ15ခုကျန်တယ်တို့ထပ်ပြီးတော့10ခုထပ်ဖြည့်မယ်ဒီ reason ကတော့ purchase နဲ့ပဲထည့်မှာဖြစ်တယ်တကယ်လို့ဒီမှာ extra date ရှိလို့ရှိရင် extra date တွေဖွင့်ပြီးထည့်လို့ရပါတယ်တကယ်လို့ကိုမထည့်ချင်လည်းရတယ်ပေါ့နော်ဒီဟာကို1 ရပေးလိုက်မယ်အဲဆိုလို့ရှိရင်ဝယ်သွားရင်ဒီမှာပြန်သွားရင်ဒီမှာ10ခုထည့်လိုက်တာဝင်သွားပါတယ်ဆိုတော့ဒါကတော့ဒီ product ကနေပြီးတော့တစ်ခုချင်းစီထည့်တာဖြစ်ပါတယ်နောက်ဒီနေရာကျတော့ကျွန်တော်တို့ stock ရဲ့ဒီ menu အောက်ကဒီ dashboard မှာရှိတဲ့ stock ရဲ့ကနေပြီးတော့ကျွန်တော်တို့တစ်ခုချင်းစီပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဒီမှာ batch in နဲ့ဖြစ်ဖြစ်ဖြည့်လို့ရပါတယ် batch in မှာဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ select လုပ်လို့ရတယ်ပြီးသွားလို့ရှိရင် view batch ကိုပဲပြီးသွားရင်တစ်ခုချင်းစီကိုဖြည့်လို့ရတယ်ပေါ့အဲဆိုလို့ရှိရင် extra ဖြစ်နေအောင်ဆိုတော့တိုးမယ်30တစ်ပတ်ပေါ့ပြီးတော့အတိတ်လုပ်လိုက်မယ်ပြီးသွားရင်ဒီမှာအခုထပ်ပြည့်မယ် extra ကိုဆင်းပြည့်ရင်တရားထပ်ပြည့်မယ်ပြီးသွားတဲ့အခါကျွန်တော်လာ case တစ်ပတ်ထားမယ်အတိတ်လုပ်မယ်ပြီးသွားလို့ရှိရင် profile pause ဆိုလို့ရှိရင်ရပါပြီဒါဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ stop လို့ stop ဖြည့်ရတဲ့ list တွေကြာလာမယ်ဒီမှာတရားဆိုပြီးတော့ကြာလာမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါပစ္စည်း quantity ကိုထပ်ဖြည့်ရဖြစ်တယ်နောက်တစ်ခုကကြာကျွန်တော်တို့ပစ္စည်းတွေပိုဝင်သွားတာဖြစ်ဖြစ်ပိုဖြည့်လိုက်မိတာဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင် stock ကောက်ပြီးတော့ stock ကမညီတဲ့အခါ stock ညှိချင်တယ်ဖြစ်ဖြစ်ကျွန်တော်တို့ stock exception ကိုသုံးရပါတယ် stock exception ကဒီမှာပါ stock exception ကိုဖွင့်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာ stock adjustment ကိုလုပ်ပြရပါတယ်အဲ့မှာကျွန်တော်ဘယ်လောက်ထည့်မလဲခုနကကုတ်ကနေပြီးတော့ကျွန်တော်တို့ဒါလည်းမာတီရွေးလို့ရတယ်ပေါ့နော်ကျွန်တော်ရှယ်ဦးကို10လုံးလျှော့မယ် damage အနေနဲ့ပြလိုက်မယ်ပြီးသွားရင်အတိတ်လုပ်မယ်ကုတ်ကိုလည်း10လုံးဖြည့်မယ်ပြီး damage တိုင်းနဲ့ထားမယ်ဥပမာ damage လုပ်ကြိုက်မယ်ပြီးသွားရင်အတိတ်လုပ်မယ်ပြီးသွားရင် confirm adjustment ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့10လုံးစီပြန်လုပ်ပါမယ်နော် stock gain ထဲမှာကျွန်တော်တို့stock ထည့်ရလုပ်လို့ရတယ် stock exception မှာကျွန်တော်တို့ဒီ stock နှုတ်တာလုပ်လို့ရတယ်စရင်းကြိုက်တာမကြိုက်တာလည်းအဲ့ဒီတစ်ခုလည်းကျွန်တော်ကစားလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာ stock gain မှာကျွန်တော်တို့ပို့ရဲဝင်ကြည့်လိုက်လို့ရှိရင်ဒီမှာကုတ်က10ရော့သွားတယ်100ဝင်လာတယ်ပြီးဒီမှာကိုဂိတ်တိုပက်က110ဝင်လာတယ်ပေါ့နော်ကျုပ်ကကြတော့100ဝင်တယ်10ပြန်ထွက်သွားတယ်ဒါကိုပြန်ကြည့်လို့ရပါတယ်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျတကယ်လို့ကျွန်တော်တို့ဒီ Kitbit viewers ကို install လုပ်ပြီးတော့ကျွန်တော်တို့တစ်လစမ်းသပ်ခွင့်ပေးရပါတယ်တကယ်လို့တစ်လအတွင်းမှာမအားလို့ဒီမစမ်းသပ်လိုက်ရဘဲနဲ့ extra ဖြစ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Facebook page TikTok page မှာလာပြီးတော့ဒီ
expire ကိုတက်တန်းတိုးပေးဖို့တို့လို့ request လုပ်လို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်